သူမတိုက်ခိုက်ဖို့အသင့်ပြင်လိုက်တာနဲ့တိုက်ပွဲကချက်ချင်းဆိုသလိုပြင်းထန်လာပါတယ်။အမျိုးသမီးကလက်သီးနဲ့ထိုးလိုက်တာဟိုလူလင်းထွက်သွားပါတယ်။သူကလက်နဲ့တစ်ခုဆွဲထုတ်လိုက်တော့သူမကလည်းရွှေရောင်လက်ကောက်ကွင်းကိုထုတ်လိုက်တယ်။ပြီးတော့သူမအားကုန်ဝင်တိုက်ပါတော့တယ်ဝက်မိတ်စာကအချိန်မီမရှောင်နိုင်လိုက်ပါဘူး။သူ့ရဲ့မူလိုက်ရုပ်တွင်ကဆက်ပြီးပေါ်လာပါတယ်။သူကကာကွယ်ဖို့အတွက်ကောက်ဆော့ဝက်ခွက်ကိုဆွဲယူလိုက်ပြီးအခွင့်ကောင်းကိုစောင့်ရင်းငြိမ်နေလိုက်တယ်။သူမကလက်ဝါးနှစ်ဖက်ကိုပူးပြီးတော့အဲ့ဒီလက်ကောက်ကွင်းကိုအားကုန်ပစ်ပေါက်လိုက်တယ်။ဒါပေမဲ့ဟိုလူရဲ့လင်းမြန်တဲ့တွက်ချက်မှုတွေကသူမရဲ့တိုက်ကွက်ကိုဖျက်ဆီးပစ်လိုက်ပြီးသူကပြန်တိုက်ခိုက်လိုက်ပါတယ်။သူမကလက်ကောက်ကွင်းနဲ့ကာလိုက်ပေမဲ့ညှက်ရိုးအောင်နာကိုအပြင်းထန်ရိုက်ခတ်ခံလိုက်ရပါသေးတယ်။အဲ့ဒီခိုက်တန့်ကိုအတုံးချပြီးသူမကသူ့နောက်ကျောဘက်ကိုခုံတက်ကလေပင်ကိုလက်နဲ့တိုင်းဖက်ပြီးချုပ်လိုက်တယ်။ခြေထောက်နဲ့ဆက်တိုက်ကန်ကြောက်ပြီးတဲ့နောက်မျက်နှာထဲကိုတစ်ချက်ဆောင်းကန်လိုက်ပါတယ်။သူမကဂျက်ကိုကူညီဖို့လမ်းអော်လိုက်တယ်။သူကဝဲရဲ့ဝိညာဉ်ကိုစုပ်ထုတ်ပေးရမှာလေ။ဘာဆက်ချင်းတည်ပြီးစုပ်ယူဖို့အတွက်သူမကယွန်စရာကောင်းတဲ့ဝက်မျက်နှာကြီးကိုစိုက်ကြည့်နေတယ်။ဂျက်ကကြောင်နေမိတယ်နောက်ဆုံးတော့သူမရဲ့အကူအညီနဲ့သူကဝိညာဉ်ကိုစုပ်ထုတ်နိုင်ခဲ့ပါတယ်။သူမကဂျက်ရဲ့ဘာဆက်ထဲကဝိညာဉ်ကိုအမျက်ဆွဲယူပြီးအိတ်ထဲကိုထိုးထည့်လိုက်တယ်။ပြီးသွားပြီလို့သူမထင်လိုက်ပေမဲ့ဝက်မိတ်စာကအိတ်ကိုဆွဲဖြဲပြီးမိနက်တဲ့အရေးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။နေရာတစ်ခုလုံးပြိုကျပျက်စီးသွားပြီးတဲ့နောက်မှာသူမနဲ့ဂျက်တို့နဲ့ရောက်တီတီလေးလွတ်မြောက်လာခဲ့ကြပါတယ်